တကြံပိတ်ရဲ့ကိုရီးယားခီးစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုဂျေဂျူဘူဆန်မြို့ကြီး၃မြို့အပါအဝင်နာမီကျွန်းနဲ့အဲဗာလန်ကစားကွင်းတို့ကိုတွားရောက်လည်ပတ်မှာဖြစ်တဲ့အတွက်ကိုရီးယားတစ်ခုလုံးကိုနှံ့ဆက်အောင်တွားရောက်လည်ပတ်မဲ့9ညအိတ်8ရက်ခီးစဉ်လေးပဲဖြစ်ပါတယ်ခရီးပင်ပန်တက်တာအောင်ရန်ကုန်ကနေပြီးတော့ဓာတ်ရိုက်ကိုရီးယားအဲလေကြောင်းနဲ့တွားရောက်မှာဖြစ်ပြီးတော့ဈေးနှုန်းနေနေရတော့တဦးကို US ဒေါ်လာ2950ကျပ်တက်မှာဖြစ်ပါတယ်ဆိုးမျိုးလေကောင်မှာရှိတဲ့နာမည်ကျော်မြောင်တုံးစင်းနီနာမှာရှိတဲ့ဂျေလီပွင့်ဟိုတယ်မှာ3ညဘူဆန်မျိုးစီဗျူဂျေလီပွင့်ဟိုတယ်မှာ1ညဂျေဂျူးကျွန်းကစီဗျူဂျေလီပွင့်ဟိုတယ်မှာ2ညကိုရီးယားမှာစုစုပေါင်း6ညတိတိအိတ်ဆက်မှာဖြစ်ပါတယ်ကိုရီးယားအစားအစာတွေကိုတစ်နေ့တစ်မျိုးမရိုးအောင်စိန်ကြကြသုံးဆနိုင်မှာဖြစ်ပြီးတော့ခရီးစဉ်တစ်လျှောက်လုံးမှာလည်း high speed internet ကိုအခမဲ့ unlimited သုံးဆနိုင်အောင်စီစဉ်ပေးထားပါတယ်ကိုရီးယားဗီဇာလျှောက်ထားဖို့အချိန်ယူတဲ့အတွက်အမြန်ဆုံးစာရေးပေးသွင်းမှုတော့လိုအပ်ပါတယ်နော်နိုင်ဆိုင်မှာထွက်ခွာတဲ့ခီးစင်နိုင်ကဈေးမှန်ကျွမ်းကျင်ဝန်ဆောင်မှုကောင်းပြီးတော့ခီးစင်နိုင်ရဲ့အရေးတွေးကိုတေချာလေး view site ပြီးတော့စီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Premium Service Quality ကိုလိုချင်တဲ့ editor တွေအတွက်ရွေးချယ်တဲ့ခီးသွားကုမ္ပဏီတစ်ခုဖြစ်ပါတယ်ခရီးစဉ်များအပြင်ပြည်ရင်းပြည်ပလေလက်မှတ် Visa, Hotel နဲ့ Travel Insurance တွေကိုတနေရာထဲမှာ One Stop Travel Service ကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Nice Time Travel ကိုအခုပဲဆက်သွယ်ပြီးတော့တင်ရခီးစဉ်တွေကိုအလွယ်ကူဆုံးစတင်လိုက်ပါ